တွေ့သွားတယ် left arrow key နှိပ်ရေးသွားတွေ့လား ဟုတ် ဒီကောင်က cell x ဝင်ကိုဟုတ်တယ်နော်ဒီကောင်က cell ပါလဲဆိုတော့ y ဝင်ကိုရှိမယ်ဟုတ်ပြီနော်အဲ့တော့ခါကြတော့ထားပါတော့ပေါ်ခြင်းတဲ့ကောင်ကဒီ atta ဒီဘယ်မှာရှိနေလဲဆိုတော့ခါကြတော့ atta ဒီနားလေးမှာရှိနေဘယ် left arrow key ကိုနှိပ်လိုက်ခြင်းမှာဘယ်ဘက်ကိုရွေ့မှာဟုတ်လားဘယ်ဘက်ကိုရွေ့သွားမယ်ဆိုလို့ရှိရင် x ကိုဆရာကပေါင်းသွားရမှာလားနှုတ်သွားရမှာလား x ကိုနှုတ်မှာ x ကိုနှုတ်မှာဟုတ်တယ်နော်ဆရာခုန x တန်ဖိုးများသွားလေဆရာတို့ရဲ့ဟိုဒီကညာဘက်ကိုရောက်သွားလေ x တန်ဖိုးနှုတ်မှာဆရာကဘယ်ဘက်ကိုရောက်သွားဘယ်ဘက်ကိုရောက်သွားမှာ x တန်ဖိုးနှုတ်မှာဘယ်ဘက်ကိုရောက်သွားအဲ့တော့ဟုတ်ပြီအဲ့ချိန်မှာဆရာကစပြီးတော့မှနှုတ် by position ကိုနှုတ်မှာလဲဆိုတာ false ရဲ့ x position နှုတ်မှာဟုတ်ပြီနော်ဒါကြောင့်မို့အတွက်မလုပ်မလဲဆိုတော့ခါကျတော့ဒီနေရာမှာကြည့်မယ်နော် false dot x position နေရာကိုဘာလုပ်တော့မလဲဆိုတော့ခါကျတော့ false dot x minus 1ရလားဟုတ်ပြီနော်နှိပ်လိုက်တဲ့တန်မှာ false လက်ရှိရှိနေတဲ့ false dot x ပေါ့နော် x position ဆို minus 1လုပ်ပြီးတော့မှဘယ်ဘက်ကိုကပ်ပြီးတော့ပဲကြည့်လိုက်မယ်တွေ့သွားတယ် left arrow key နှိပ်ရေးသွားတွေ့လား ဟုတ် စက်ကြည့်ပါအောင်အဲ့ဒါလေးဟုတ်